ညအမှောင်ကျလာတာနဲ့အမျှ Flutterclaw ရဲ့တပ်ဖွဲ့ဟာကြက်ရွာကိုဝိုင်းရံလိုက်ပါတယ်။ကြောက်တူးဆက်ကြီးတွေကလည်းရွာထဲကိုတဖြည်းဖြည်းဝင်ရောက်လာပြီးတူးဖော်ဖို့အသင့်ပြင်နေကြပါတယ်။ Goldbeak ကတော့ရွာသားတွေကိုအဖွဲ့ခွဲပြီးထောင်ချောက်တွေပြင်ဆင်ခိုင်းထားပါတယ်။ခဏအကြာမှာ Falcon တပ်ဖွဲ့ကကောင်းကင်ကနေထိုးဆင်းတိုက်ခိုက်လာတာနဲ့တိုက်ပွဲကြီးစတင်ပါတော့တယ်။အစပိုင်းမှာတော့ရွာသားတွေဟာအင်အားနည်းတာကြောင့်အလင်းအမြန်အနိုင်ယူခံရတယ်လို့ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာ Goldbeak နဲ့ Shanks တို့ကောင်းကင်ဘော်ကနေဝင်ရောက်တိုက်ခိုက်လိုက်ပြီးတိုက်ပွဲကပိုပြီးပြင်းထန်လာပါတယ်။ Betty နဲ့ရွာသားတွေကလည်းသူတို့ပြင်ထားတဲ့ထောင်ချောက်တွေပစ္စည်းတွေနဲ့ Falcon စစ်သားတွေကိုပြန်လည်ခုခံကြပါတယ်။တစ်ဖက်မှာတော့ကရုလည်းရောက်လာပြီးGoldbeak တို့ဘက်ကနေဝင်ရောက်ကူညီပါတယ်။ကာကအစပိုင်းမှာကရုကိုရန်သူလို့ထင်ပြီးတိုက်ခိုက်ပေမဲ့ကရုကအမှန်တရားကိုထပ်ပြီးရှင်းပြလိုက်တဲ့အခါ Guy ဟာ Flutterclaw လှည့်စားခံခဲ့ရတာကိုလုံးဝသဘောပေါက်သွားပါတယ်။အဲ့ဒီအချိန်မှာ Cattrack ကသူ့ရဲ့လေယာဉ်ငယ်နဲ့ Flutterclaw ရဲ့လေယာဉ်ကိုဝင်တိုက်လိုက်ပါတယ်။တိုက်မိသွားတဲ့အရှိန်ကြောင့်ကြောက်ကူတွေပြိုကျပြီးအနီရောင်စွမ်းအင်ကြောက်တွေရဲ့စွမ်းအားကြောင့်ရွာတစ်ခုလုံးမှာထူးဆန်းတဲ့ဆွဲငင်အားလိုင်းထပ်မံဖြစ်ပေါ်လာပါတယ်။ငှက်တွေဟာလေပေါ်ကိုမြောက်တက်သွားပေမဲ့ရွာသားတွေကအဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးရန်သူတွေကိုပြန်လည်တိုက်ခိုက်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ Goldbeak နဲ့ Flutterclaw တို့ဟာမီးလောင်နေတဲ့လေယာဉ်ပေါ်မှာတယောက်ချင်းအဆုံးဖြတ်တိုက်ပွဲဆင်နွှဲနေကြပါတယ်။ Flutterclaw ကအတွေ့အကြုံများတာကြောင့် Goldbeak ကိုအပြင်းထန်ထိုးနှက်ပြီးသတိလစ်အောင်လုပ်နိုင်ခဲ့ပါတယ်။သူက Goldbeak ကိုမီးတောက်တွေထဲပစ်ချလိုက်ပေမဲ့ Goldbeak ဟာဖခင် Silverwing Betty Cattrack နဲ့သူ့ကိုယုံကြည်ပေးခဲ့တဲ့လူအားလုံးကိုသတိရလိုက်ပါတယ်။အဲ့ဒီစိတ်အားကြောင့်ပြန်လည်ထလာပြီးအားကုန်ထုတ်ကာ Flutterclaw ကိုပြန်လည်တိုက်ခိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာ Guy နဲ့ Falcon အဖွဲ့လည်းရောက်လာပြီး Goldbeak ကိုဝိုင်းကူကြပါတယ်။အင်အားချင်းမရှင်နိုင်တော့တဲ့ Flutterclaw က Silverwing ကစိတ်ထားကောင်းလွန်တယ်။သူ့ကြောင့် Evans City ကပိုမတိုးတက်နိုင်ခဲ့ဘူး။ဒါကြောင့်ငါပဲသူ့ကိုဖယ်ရှားခဲ့တာလို့ဝန်ခံလိုက်ပါတယ်။ဒါပေမဲ့စကားပြောပြီးချိန်မှာတော့သူ့ရဲ့လောဘနဲ့အာဏာလိုချင်စိတ်ကြောင့်ကိုယ့်အကူကိုတတ်မိခဲ့တာကိုနောင်တရနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ Flutterclaw ဟာရှုံးနိမ့်သွားပြီးသူ့ရဲ့အုပ်ချုပ်မှုလည်းအဆုံးသတ်သွားပါတော့တယ်။တိုက်ပွဲပြီးဆုံးတဲ့အခါ Goldbeak ဟာသူ့မိသားစုနဲ့မိတ်ဆွေတွေစီပြန်လာပါတယ်။အဲ့ဒီအချိန်မှာသူနားလည်လိုက်တာကသူ့ဖခင် Silverwing ကိုလူတွေလေးစားခဲ့တာဟာပြန်တန်းတော်လို့တင်မဟုတ်ပဲဘသူကိုမဆိုကူညီဖို့အသင့်ရှိတဲ့နှလုံးသားကောင်းကိုပိုင်ဆိုင်ထားလို့ဖြစ်တယ်ဆိုတာပါပဲ။ Goldbeak ကလည်းဖခင်ရဲ့စိတ်ဓာတ်ကိုဆက်ခံပြီးငှက်အားလုံးအတူတကွငြိမ်းချမ်းစွာနေထိုင်နိုင်တဲ့အနာဂတ်ကိုတည်ဆောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ Goldbeak ဟာသူ့ရဲ့မိသားစုအမှန်တရားကိုရှာတွေ့ရုံသာမကဖခင်ရဲ့အမွေအနှစ်ကိုလည်းအကောင်းဆုံးဆက်ခံနိုင်ခဲ့ပြီးဇတ်လမ်းကပျော်ရွှင်စွာအဆုံးသတ်သွားခဲ့ပါတယ်